ဒုတိယနေ့မှာတော့ဘသူကထင်မှလဲဒီလူယုံမှာအဖိုးကြီးကမနက်၄နာရီခွဲကလေးကခိုးဆင်းလာတယ်ဗျသူကကျွန်တော်ကိုအချိန်ပိုဆင်းပြီးကစားဖို့ဆုံးဖြတ်ထားပုံပဲဒါပေမဲ့အိတ်မပြောတဲ့သူတယောက်အတွက်ဒီအချိန်ဟာအားရှိဆုံးအချိန်ဆိုတာကိုသူမသိသေးဘူးလေအဖိုးကြီးကသူ့နောက်ကိုတရေတကောင်လိုကပ်ပါလာတဲ့ကျွန်တော်ကိုလှည့်ကြည့်ပြီးအေးဆက်ဆက်ပြုံးလိုက်တဲ့ကောင်လေးလူအိုတွေကအေးရေးသိမ့်မလို့ပေမဲ့မင်းတို့လိုလူငယ်တွေကတော့ဒီလိုအချိန်ဖြုံးနေလို့မဖြစ်ဘူးနော်သူ့မျက်လုံးတွေကစိန်ခေါ်မှုတွေနဲ့ပြည့်နေပြီးကျွန်တော်ကိုအဆုံးထိရှင်မလားလို့မေးနေတယ်လို့ပဲရပါတယ်အဖိုးကြီးရဲ့စောစောအိတ်စောစောထားတာကျမ်းမာရေးအတွက်ကောင်းတာပေါ့အဖိုးကြီးကနှာခေါင်းတစ်ချက်ရှုံပြီးဟေးဟေးဟာဟာဆိုပြီးပြန်អော်တော့တာပဲကျွန်တော်ကလည်းပလက်စတာလိုပဲသူ့နောက်ကနေတောက်လျှောက်ကတ်လိုက်နေတာပေါ့ဝိုးအဖိုးကြီးဒီနေ့ခမအတန်ကဘာလို့အားမရှိတယ်လို့ဖြစ်နေတာလဲထမင်းမစားထားလို့လားဒါမှမဟုတ်စီးကျိတ်တွေရောင်ပြီးခဏခဏစီးသွားနေရလို့အေးရေးမဝတာလားဟေးအဖိုးကြီးဖြည်းဖြည်းသွားပါဦးခါကြီးနာသွားဦးမယ်လူနာတင်ကားကြိုခေါ်ထားပေးရမလားခမခြေထောက်တွေတုံနေတယ်လို့ပဲနော်အဖိုးကြီးရဲ့ကြောပြင်ကြီးတောင့်တင်းသွားပေမဲ့စွန့်မိတ်ပြီးအတန်ကိုပုံမြင့်អော်နေသေးတယ်ကျွန်တော်ကတော့သူ့နာနာကပ်ပြီးစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုကိုဆက်လုပ်နေတာပေါ့အဖိုးကြီးအခုနကအော်တန်ကအသက်မပါဘူးဗျတရုတ်တိုင်းရင်စေးနေရဆိုရင်ခမကြောက်ကတ်အားနေနေပြီးกินထားတဲ့ကြောက်ကတ်တွေစားပေးဖို့လိုမယ်နောက်ဆုံးអော်လိုက်တဲ့အတန်ကတော့โอเคတယ်ဒါပေမဲ့ခမအဆုတ်ထဲမှာတန်ချီတက်နေတဲ့ပန်ကာကြီးရှိနေတယ်လို့ပဲအာသီးတွေရောက်နေတာလားအော်လေဘာလို့ရက်လိုက်တာလဲခမမအော်ရင်ကျွန်တော်ခမရဲ့သွေးခုံလုံးကိုစစ်လို့မရဘူးလေဒီတခါတော့အဖိုးကြီးခမတဝက်တောင်မပတ်နိုင်တော့ဘူးလှည့်ပြီးမနှက်စာဆိုင်ဘက်တန်းသွားပေမဲ့အစောကြီးရှိသေးတော့ဆိုင်ရှင်တော်မလာသေးဘူးလေအေးစိတ်နေတဲ့လေထဲမှာသူတကိုယ်လုံးတုံပြီးရက်နေရရှာတယ်အဖိုးကြီးအစောကြီးလမ်းဘေးစာတွေစားတာကျမ်းမာရေးအတွက်မကောင်းဘူးဗျဟိုဘက်ကအကင်ဆိုင်မပိတ်သေးဘူးကျွန်တော်ခမအတွက်အားရှိအောင်ကြောက်ကက်ကင်နှစ်ခုဝယ်ပေးမယ်လေအဖိုးကြီးကမျက်လုံးကြီးပြူးကြည့်ပြီးနှလုံးကိုဖိကမြေကြီးပေါ်လဲကျဖို့ပြင်တော့တာပဲမင်းမပြေးနဲ့ဦးငါနှလုံးယောဂထားလာပြီးကျွန်တော်ကချက်ချင်းပဲအရေးပေါ်ဌာနကိုဖုံးဆက်လိုက်ပြီးသူ့ပေါ်ကိုအားနဲ့ဖိချလိုက်တယ်ပြီးတော့အင်ဂျီလက်ကိုမတင်ပြီးသူ့ကိုကဲတင်ဖို့အသင့်ပြင်လိုက်တာပေါ့လက်သီးကိုကြစ်ပါအောင်စုပ်ပြီးသူ့ရင်ဘက်ကိုထူရင်းအကျယ်ကြီးအော်ငိုတော့တာပဲအဖိုးကြီးခမတောင်းခံထားဦးကျွန်တော်တို့ကစားပွဲကအခုမှစတာပဲရှိသေးတယ်သူကကျွန်တော်အောက်မှာအတင်းဖိခံထားရတော့မလုံနိုင်တော့ဘူးပြီးတော့ကျွန်တော်ရဲ့ပြင်းထန်လာတဲ့အသက်ကဲလက်သီးချက်တွေကြောင့်တဟန်းနဲ့ချောင်းတွေဆိုပြီးတတိတောင်လစ်ချင်သွားရှာတယ်လူနာတင်ကရောက်လာတော့မှပဲဒုက္ခများအသက်ဘေးကလွတ်သွားတော့တယ်ဘသူကထင်မှလဲအဲ့ဒီလူယုံမှာအဖိုးကြီးကလူနာတင်ကားပေါ်ရောက်တာနဲ့ရဲကိုလှမ်းနိုင်တော့တာပဲအရေးပေါ်ခန်းထဲမှာရဲရရှိရဲ့လက်ကိုဆွဲပြီးလိန်ညာတိုင်တော့တာပဲဒီကောင်လေးကြောင့်ငါနှလုံးယောဂထားတာသူ့ကိုပတ်စံတွေအကုန်ပြောင်းတဲ့အထိရောခိုင်းပေးပါရဲရရှိကဒီပြဿနာရှာတဲ့အဖိုးကြီးမန်းတီတော့တက်ပြင်းချပြီးခေါင်းခါတာပေါ့ဒါပေမဲ့မှတ်တမ်းတွေကိုပြန်ကြည့်လိုက်တော့ကျွန်တော်ကသူ့အနာ1မီတာလောက်မှပဲရှိနေပြီးသူ့မွေးတပင်တောင်မထိခဲ့ဘူးလေတကယ်တော့သူလဲကျသွားပြီးမှကျွန်တော်ကသူ့ရဲ့ကောင်းပြီးအသက်ကယ်ဖို့အပြေးလွှားသွားခဲ့တာကျွန်တော်ကလူကောင်းတယောက်လို့ရဲကတတ်မှတ်လိုက်တော့အဖိုးကြီးကဆေးရုံကတင်ပေါ်မှာတောင်းကျမ်းတော့တာပဲမင်းတို့အားလုံးကလူအိုတယောက်ကိုဝိုင်းပြီးအနိုင်ကျင့်နေကြတာလားငါမနှက်ဖြန်စခန်းကိုလာပြီးတရားမျှတမှုတောင်းမယ်ဘေးကရဲရရှိကမျက်နှာပြတ်သွားပြီးပြက်တပြောလိုက်တယ်ခမည်းဒီလိုပဲဆက်ပြီးတောင်းကျမ်းနေမယ်ဆိုရင်တော့အချုပ်ထဲမှာရက်အနှဲငယ်သွားနေရလိမ့်မယ်ဒါနဲ့အချုပ်ထဲကအစားတောက်ကအခုပဲပြောင်းလိုက်တာစံပြုတ်ရည်နဲ့ပေါက်စီပဲရမှာနော်အချုပ်ထဲမှာကောင်းကောင်းမစားရဘူးဆိုတာကြားတော့အဖိုးကြီးကလဲပင်းညစ်ခံရတဲ့လိတ်လိုပဲချက်ချင်းပါဆက်ပိတ်သွားပြီးကျွန်တော်ကိုအစိတ်ပြည့်နေတဲ့မျက်လုံးတွေနဲ့ပဲစိုက်ကြည့်နိုင်တော့တယ်အီးစားထားရတဲ့မျက်နှာထက်ပိုဆိုးနေတဲ့သူ့မျက်နှာကြီးကိုကြည့်ပြီးကျွန်တော်တော်တော်ကိုဝမ်းသာသွားတယ်ဗျကျွန်တော်လည်းပျော်ပျော်ကြီးအိမ်ပြန်ပြီးအိတ်လိုက်တာပေါ့ကျွန်တော်ရဲ့အသေးအတန်အသက်ကယ်မှုတွေလှုပ်ထားပေမဲ့လူယုံမှာအဖိုးကြီးကတရက်အတွင်းမှာတင်ပြန်ပြီးကျမ်းမာလာတယ်တတိယနေ့မနက်4နာရီမှာသူ့အောက်ထပ်ကိုအချိန်မှန်ရောက်လာပြန်ရောကျွန်တော်လည်းအားစေးထိုးထားတယ်လို့မျိုးချက်ချင်းထပြီးသူ့နောက်ကိုလိုက်သွားတာပေါ့သူကတန်းဝင်နေရင်ကျွန်တော်ကိုမြင်တော့မျက်နှာကမဲမောင်သွားတယ်မင်းလုံးဝမအိပ်ဘူးလားအဖိုးကြီးခမကဘလို့သိတာလဲအဖိုးကြီးခမတွေးအမတက်ဖြစ်သွားပြီးတဟုတ်ဟုတ်နဲ့ချောင်းတွေဆိုးနေတော့တာပဲဒီနေ့တော့သူလမ်းတော်မပြေးဘူးတစ်သားတော့တစ်ချောင်းယူပြီးကွင်းပြင်ထဲကအားကစားပစ္စည်းတွေကိုလိုက်ရိုက်တော့တာပဲတန်ချင်းရိုက်တဲ့အတန်ကြီးကတတိုက်လုံးကိုဟိမ့်နေပြီးနားထဲကိုစူးဝင်နေတာပဲမင်းကောင်လေးဒီရက်ကွက်မှာငါ့ကိုဘယ်သူမှမရှင်ရဲဘူးဟာအတန်တွေကျဲကြီးထွက်နေတာကိုကြည့်ရင်သူ့မလုံးယောဂကတော့လုံးဝပျောက်သွားပြီထင်တယ်ကျွန်တော်ကတော့9မီတာ6မီတာလောက်ရှည်တဲ့တန်ဖျားပါတဲ့နှင်းနှံရှည်ကြီးကိုကျောနောက်ကနေဆွဲထုတ်လိုက်တယ်အဖိုးကြီးမျက်လုံးဖွင့်ထားဦးနော်ခမ ्या ကိုရိုက်မိရင်ကျွန်တော်တာဝန်မယူဘူးပြောပြီးတာနဲ့ကျွန်တော်ကနှင်းတံကိုစပြီးလွှဲလိုက်တယ်နှင်းတံဖျားကလေကိုခွင်းသွားတဲ့အတန်ကြီးကတဖြောင်းဖြောင်းနဲ့သူ့မျက်နှာရှည်တဲတဲကနေဖြက်သွားတာမင်းငါကိုရိုက်ရဲလားမင်းရဲ့အတွင်းခံတော်မကြမ်းတဲ့အထိရော်ခိုင်းမယ်ကျွန်တော်ကဂယုမဆိုင်ပဲဆက်လွှဲနေတော့သူကကျွန်တော်စီပြေးလာဖို့စူးစမ်းပေမဲ့လေချွန်တန်လိုမြည်နေတဲ့နှင်းတံကြောင့်နောက်ပြန်ဆုတ်သွားရတယ်နောက်ဆုံးတော့သူလည်းတခြားနေရာပြောင်းပြီးလိုက်ရိုက်တော့တာပေါ့ကျွန်တော်ကလည်းသူ့နောက်ကိုအရိပ်လိုကတ်လိုက်ပြီးသူ့ကိုမထိတထိအကွာဝေးကနေနှင်တန်နဲ့လွှဲပြီးခြောက်နေတာပေါ့ဒုက္ခများတေးမတက်ကြောက်နေရှာတာမိနစ်အနည်းငယ်ကြာတော့သူလုံးဝစိတ်တက်ကြသွားပြီးကျွန်တော်ကိုတစ်ချက်စိုက်ကြည့်ကလစ်ထွက်သွားတော့တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပြုံးပြီးနှင်တန်ကိုတင်းကပြန်အိတ်လိုက်တာပေါ့ထင်မှတ်ပဲနောက်တနေ့မနက်အဖိုးကြီးအော်တန်ကြားလို့တကားဖွင့်လိုက်တဲ့အချိန်မှာတော့ယွန်စရာကောင်းတဲ့အနံ့ဆိုးကြီးကိုရလိုက်တယ်ကျွန်တော်တကားရှိမှာနန်စော်နေတဲ့အမိုက်အိတ်နှစ်အိတ်ကိုလာပစ်ထားတာဗျအကွက်ပဲခမ ्या ဒီလိုလှုပ်လာမှာကိုကျွန်တော်စောင့်နေတာကျွန်တော်ကအဲ့ဒီပုတ်စော်နှံနေတဲ့အမိုက်အိတ်နှစ်အိတ်ကိုဆွဲပြီးအောက်ထပ်ကိုပြေးဆင်းသွားလိုက်တယ်အဖိုးကြီးကအောက်မှာမင်းငါကိုဘာလုပ်နိုင်မှလဲဆိုတဲ့အမူအရာနဲ့အေးဆက်ဆက်ပြုံးပြီးရက်နေတယ်ကျွန်တော်ဘာမှမပြောပဲအဲ့ဒီအမိုက်အိတ်တွေကိုမပြီးသူ့ကောင်းပေါ်ကိုတွန်းချလိုက်တော့တာပဲ
ပုတ်နေတဲ့ဟင်းသီးဟင်းရွက်တွေအယိုးတွေနဲ့နန်းစော်နေတဲ့အရည်တွေကသူ့ထိပ်ပြောင်ပြောင်ကြီးပေါ်ကိုစီးကျသွားတော့တာပေါ့အဖိုးကြီးခမခဏကြောင်သွားပြီးမှဝက်အော်တန်ကြီးလိုအကျယ်ကြီးအော်တော့တာပဲမကြခင်မှာပဲရဲနှစ်ယောက်ရောက်လာတယ်ပုတ်နေတဲ့ဟင်းရွက်ဖက်တွေနဲ့ပေးပွားနေတဲ့အဖိုးကြီးကိုမြင်တော့ရဲတွေလည်းရဲချင်းစိတ်ကိုမနှဲထိန်ထားရတယ်ကျွန်တော်ကတော့ရဲတွေရှိမှချက်ချင်းပဲယူသားတဲ့မျက်နှာပေးနဲ့အချိန်ချင်းတောင်းပန်လိုက်တာပေါ့တောင်းပန်ပါတဲ့အဖိုးကြီးရဲကျွန်တော်ကအမိုက်ဆိုတာခမလိုလူနဲ့ပဲတန်တယ်ထင်လို့ပါခမကစိတ်ဆိုးသွားမယ်လို့မထင်ထားဘူးကျွန်တော်အမှားပါဗျာခမအသက်ရှည်ရှည်နေရပါစေအရန်စောစောကြီးတော့မသေးလိုက်ပါနဲ့ဦးရဲတွေကကျွန်တော်ကိုနည်းနည်းဆူတလို့လှုပ်ပြီးပြန်ထွက်သွားကြတယ်အဖိုးကြီးကတော့ဘယ်သူမှနားမထောင်တဲ့ဒေါသတွေကိုအော်ဟစ်ပြီးကြံခဲ့တာပေါ့သူခမနန်းစော်နေတဲ့ကိုလုံးကြီးနဲ့အိမ်ပြန်ပြီးရေချိုးရတော့တာပဲအဲ့ဒီနေ့မှာပဲကျွန်တော်ကိုဂရုတစ်ခုတည်းကိုလှုပ်ဝက်တဲ့သူတယောက်ကဆွဲထည့်လိုက်တယ်အဲ့ဒီထဲမှာဒီဖိုးကြီးရဲ့အနိုင်ကျင့်တာခံထားရတဲ့အိမ်ပိုင်ရှင်တွေရာနဲ့ချီပြီးရှိနေတာဗျကျွန်တော်ရောက်သွားတာနဲ့ဂယုကြီးတစ်ခုလုံးပေါ်လောရိုက်သွားတော့တာပဲ profile ပုံလှလှလေးနဲ့မိန်းကလေးတစ်ယောက်ကတော့ကျွန်တော်ကို message ချပို့လာသေးတယ်အိမ်မပြောတဲ့ယောဂတီကိုညဘက် coffee တောက်ဖို့ခေါ်နေတာဗျအဲ့ဒါကျွန်တော်ကိုတက်နေတာနဲ့အတူတူပဲဒါကြောင့်သူ့ကိုချက်ချင်းဘလော့လိုက်တယ်အဲ့ဒီအချိန်မှာဂယုတဲကတစ်ယောက်ကကျွန်တော်ကိုသတိပေးလာတယ်ညီလေးသတိထားနော်အဲ့ဒီအဖိုးကြီးမှာလူမိုက်ကိုင်းဝင်သားတစ်ယောက်ရှိတယ်သူကသူ့အဖေထက်တောင်ပိုပြီးရက်ဆက်တယ်လို့နာမည်ကြီးတယ်တပြူလုံးကဝိုင်းဝန်းအားပေးကြတာကိုမြင်တော့ကျွန်တော်သွေးတွေစူပွက်လာတယ်အားလုံးပဲစိတ်အေးထားပါကျွန်တော်မှချစ်သူလည်းမရှိဘူးအလုပ်လည်းမရှိဘူးကျွန်တော်ကတကောင်ကြွပဲနတ်မင်းကြီးဆင်းလာရင်တော့ကျွန်တော်ကတော့နောက်ဆုံးမှမဟုတ်ဘူးဒီလူယုံမှာအဖိုးကြီးကကျွန်တော်အိမ်ရှိထိလာပြီးအနိုင်ကျင့်နေဆိုတော့ကျွန်တော်ကလည်းပြန်တိုက်စစ်ဆင်ရတော့မှာပေါ့ငါရက်မြောက်နေမနဲ့တနာရီတီတီမှာကျွန်တော်အောက်ထပ်ဆင်းပြီးအဖိုးကြီးကြောက်ရဲ့တကားကိုအားရပါရသွားထူတော့တာပဲအိမ်ထဲမှာတော့တိတ်ဆိတ်နေတာပဲကျွန်တော်လည်းတကားကိုခြေထောက်နဲ့ပါဝိုင်းကန်တော့တယ်ဒီအထက်မှာရှိတဲ့သူတွေကိုသူကမောင်းထုတ်ထားပြီးသားဆိုတော့အပြစ်မရှိတဲ့အိမ်နီးနားချင်းတွေကိုအားနာစရာမလိုတော့ဘူးလေ10မိနစ်လောက်ကန်ပြီးတော့မှအဲ့ဒီတိရစ္ဆာန်အိုကြီးပောက်ကွဲပြီးထွက်လာတော့တယ်ထွက်သွားစမ်းမင်းသွားစမ်းအဖိုးကြီးအချိန်ကိုလည်းကြည့်ဦးလေထားပြီးမနှက်ခင်းလေးကျင်ကန်လောက်ရတော့မယ်အခုမနှက်တနာရီပဲရှိသေးတယ်လေခမ ्या ကောင်းထဲမှာအပေါက်များပါနေတာလားအဖိုးကြီးခမ ्या မျက်လုံးတွေကဆူးရှားလှကြည်လားအရင်ကတရားအောက်မှာဆေးဆွမ်းပြပြီးဆေးရောက်ခဲ့တာလားတစ်ချက်လောက်ထပ်ထူကြည်စမ်းကသားကိုခေါ်ပြီးမင်းကိုအပိုင်းပိုင်းပိုင်းခိုင်းလိုက်မယ်တတ်မယ်ဖြတ်မယ်တွေပြောမနေပါနဲ့အဖိုးကြီးရဲ့ကြည်ဦးမိုးတောင်လင်းတော့မယ်ခမ ्या ကငယ်သေးတာပဲအခုကလေးကစူးစမ်းမထားရင်တည်သွားတဲ့အခါကောင်းကောင်းမွန်မွန်မြေပုံလေးတောင်ရပါမလားအဖိုးကြီးစိတ်ယူပေါက်ပြီးတကားဖွင့်ချတော့မယ့်အချိန်မှာပဲကျွန်တော်ကလက်ခနဲ့ပြည့်တက်သွားတာပေါ့မနက်2နာရီမှတစ်ခါ3နာရီမှတစ်ခါပြန်ဆင်းပြီးသူ့ကိုပညာပေးလိုက်သေးတယ်မနက်ရောက်တော့အဲ့ဒီအဖိုးကြီးခမ ्या အဲ့ရတဲ့ကတော့မထနိုင်တော့ဘူးကျွန်တော်ရဲ့ညဘက်ပညာပေးမှုတွေကသူ့ကိုစီကန်းရှိလာအောင်မလုပ်နိုင်ခဲ့ဘူးပဲအိမ်ပိုင်ရှင်တွေရဲ့ဂယုထဲမှာတော့ပွဲကစူညံသွားပြန်ပြီးငါကပွဲကြည့်ဖို့စောစောထလာတာဒီအဖိုးကြီးကတော့ငါ့ကိုဖျက်သွားပြီလို့လူတွေကပြောကြတယ်တပတ်လုံးဒီနီးလန်းကိုတုံးပြီးသူ့ကိုလူညွတ်တုံးအောင်လုပ်လိုက်တာပေါ့ကျွန်တော်တယောက်တည်းနဲ့ဒီလိုရှုပ်ထွေးနေတဲ့ရက်ွက်ကိုပြန်ပြီးငြိမ်သက်အောင်လုပ်နိုင်ခဲ့တယ်ဂယုထဲမှာချီကျူးတာတွေမြင်ရတော့ကျွန်တော်ခေါင်းပေါ်မှာနတ်သမီးကွင်းကြီးရှိနေတယ်လို့တော့ခံစားလိုက်ရသေးတယ်အဲ့ဒီနေ့ညနေညစာဝယ်ဖို့ထွက်လာတဲ့အချိန်မှာတော့အပေါက်ဝမှာအဖိုးကြီးကကျွန်တော်ကိုပိတ်ဆို့ထားတော့တာပဲ